risk management က trading ရဲ့အသက်လို့ပြောလို့ရတယ် strategy ဘယ်လောက်ပဲကောင်းကောင်း trading system ဘယ်လောက်ပဲကောင်းကောင်း risk management မကောင်းဘူး risk management လွဲနေဆိုရင် profitable မဖြစ်တော့ဘူးအကောင့်ကပြောင်းမှာပဲ trading မှာကိုယ့်ရဲ့အကောင့်ရဲ့ capital ကိုကာကွယ်ဖို့ကလုံးဝ priority အဲ့ဒါ number 1ပဲအဲ့ဒါ priority ပဲ trading မှာပတ်စံရှာတာရောကိုယ့်ရဲ့ capital ကိုလာအချိန်ကြာကြီးမပြောက်ပြတ်သွားတကယ်ကိုယ့်ရဲ့ journey တစ်လျှောက်လုံးမှာပေါ့နော် trading တကယ်ကို protect လုပ်ပြီးထိန်းသိမ်းသွားတာတပြိုင်တည်းလုပ်ရတာဘာလို့ capital မရှိပဲကျွန်တော်တို့ trade လို့မရဘူးလေ right နော်အဲ့တော့ခါကျ risk management ကပဲအဲ့ဒါတွေအကုန်လုံး risk management ကပဲလုပ်သွားမှာအဲ့ဒါကြောင့်မို့ကျွန်တော် risk management ကအရေးကြီးတယ်အဲ့တော့ risk management မှာဒီချက်လေး၃ချက်ကိုကျွန်တော်ပြပြပေးမယ်ပေါ့နော် risk bar trade ပေါ့နံပါတ်1 risk bar trade ဆိုတာ trade တစ်ခုလုပ်တိုင်းကိုကဘယ်လောက်ဆုံးရှုံးခံမှာလဲပေါ့နော်အဲ့ဒါကိုပြင်ဆင်ထားရမှာအဲ့ဒါဘယ်လိုပြင်ဆင်ရမှာလဲဆိုတော့ကိုယ့်ရဲ့ baddest data တွေကိုပြင်ကြည့်မှာကိုယ့်ရဲ့ strategy ရဲ့ win rate ဘယ်လောက်ရှိလဲဟုတ်လားပြီးရင် maximum drawdown ဘယ်လောက်ရှိလဲ risk reward ratio ကဘယ်လောက်လဲဟုတ်လားပြီးရင်ကိုယ့်ရဲ့ average asset distance တွေရောဘယ်လိုလဲအဲ့ဒီ asset ရလဲတာ risk management ပဲလေဟုတ်တယ်မလားဟိုဘယ်နေရာမှာ safe ဖြစ်လဲကိုယ့်ရဲ့ strategy အရာနော်တယောက်နဲ့တယောက် asset လုံးဝမတူဘူးနော်တများထားလို့လိုက်ထားလို့မရဘူးကျွန်တော်တို့ကကိုယ့်ရဲ့ data ကိုမူတည်မှာပဲ asset ကဘယ်နားမှာလုံခြုံလဲဆိုတော့ကြည့်အဲ့ဒါ risk management ပဲ asset ရလေstop loss ပေါ့နော် stop loss ကဘယ်နားမှာထားတယ်လဲဘယ်နားမှာထားမလဲအဲ့ဒီ data တွေကကိုယ့်ရဲ့ baddest data တွေကနေဆွဲထုတ်အောင်ပါဆွဲထုတ်ပြီးသွားတော့မှကျွန်တော်တို့ကကိုယ့်ရဲ့ maximum drawdown တွေပေါ်မူတည်မှာကိုယ့်ရဲ့ capital ဘယ်လောက်ရာခိုင်နှုန်း trade တစ်ခုချင်းစီအတွက် trade တစ်ခါ trade တိုင်းမှာ risk ယူမလဲဆိုတာကိုကျွန်တော်တို့ဆုံးဖြတ်ရမှာ okay အဲ့ဒါ risk bar trade ကိုကျွန်တော်ဆုံးဖြတ်တာဥပမာဒါဆိုရင်ကျွန်တော်ရဲ့ baddest data ပေါ့နော်ဒါပါတော့ဒါ7 years data ဒီ data မှာကျွန်တော်ရဲ့ maximum drawdown ပေါ့ကျွန်တော်ရဲ့ maximum drawdown တွေ-50 -15 ပေါ့နော်ဒါဒီမှာကျွန်တော်ဟာနော် Excel formula ထည့်ရတာဒီဘက် data ကနေကျွန်တော်ဆွဲထုတ်ထားတာပေါ့နော်-15 losses in နေ row ရှိတယ်အဲ့တော့ဘယ်မှာလဲဆိုတော့7 years 9နှစ်စာ baddest data မှာ15 losses in နေ row experience တခုရှိတယ်အဲ့တော့ကျွန်တော်ဒီ15 loss ကိုကျွန်တော်ဒီထည့်စဉ်းစားရမှာကျွန်တော်ရဲ့ risk bar trade အတွက်ကိုဘာလို့လဲဆိုတော့ကျွန်တော်ကထားပါတော့ကျွန်တော် 1% risk ယူမယ်ဆိုပါစို့ကျွန်တော် 1% risk ယူမယ်ဆိုရင်ကျွန်တော်ရဲ့ maximum drawdown ဒီဘယ်လောက်လဲ -50 -15 drawdown ရှိရဖြစ်တော့မြောက်လိုက်မယ်ဆိုရင်15ရာခိုင်နှုန်း -15ရာခိုင်နှုန်းကျွန်တော်ဒီ 1% risk ယူမယ်ဆိုရင်ကျွန်တော်အများဆုံးရှုံးနိုင်ခြေရှိရသည်15ရာခိုင်နှုန်း-15ရာခိုင်နှုန်းရှုံးနိုင်ခြေရှိတယ်ဆိုတော့ကျွန်တော်မသိရဘူးလားသိရတယ်လေအဲ့ဒါ maximum drawdown တကယ်လို့ကျွန်တော် 2% risk ယူမယ်ဆိုရင် -30% ဖြစ်သွားမှာ right -30% ကျွန်တော်ရှုံးနိုင်ခြေရှိတယ်ဒါဆိုကျွန်တော် 2% risk ယူလို့ရလားယူလို့ရတယ်လေဒါဆိုကျွန်တော်ရဲ့ capital ဒီ 100% တွေကကျွန်တော် overall ကျွန်တော်ဇက်တိုက်များပေါ့နော်ကံမကောင်းလို့တောက်လျှောက်ရှုံးခဲ့သည်ရှိတော့ကျွန်တော်ဒီ maximum ဘယ်လောက်ရှုံးနိုင်ခြေရှိလဲဆိုတော့ -30အဲ့ထက်ပိုရင်လည်းပိုပဲပေါ့ဗျာအဲ့ထက်ပိုလဲ -35 okay ဒါ maximum ပဲကျွန်တော်ရဲ့ capital တဝက်တောင်မရောက်သေးအဲ့တော့ကျွန်တော်ဒီ -2% risk ယူလို့မရဘူးလားကျွန်တော်ယူလို့ရတယ်ဟုတ်လားအဲ့တော့ခါကျဒါဆိုရင်ဒါကြောင့်မို့ကျွန်တော်တို့က risk bar trade ကျွန်တော်တို့ဒီtrade တစ်ခုမှာကိုဘယ်လောက်ပါရာခိုင်နှုန်းအမြင့်ဘယ်လောက်ရာခိုင်နှုန်းကျွန်တော်တို့ risk ယူမလဲဆိုတာဒီဘယ် trader ယူဘယ်လိုယူလို့ဘယ် trader 1% ယူလို့ဟို trader က 0.5% ယူလို့ဒီ trader က 2% ယူလို့ဆိုလိုက်ယူရမှာမဟုတ်ဘူးကျွန်တော်တို့ရဲ့ baddest data ကျွန်တော်တို့ရဲ့ trading strategy ရဲ့ data အချက်လက်တွေကိုကြည့်ပြီးမှပဲကျွန်တော်တို့ရဲ့ဆုံးဖြတ်ရမှာအဲ့ဒါ risk trade အဲ့တော့ခါကျတော့ stop loss လည်းအတူတူပဲနောက်တစ်ခုက stop loss လည်းအတူတူပဲကိုယ့်ရဲ့ baddest data တွေကနေတော့မှကိုအကောင်းဆုံးကို exit လုပ်မဲ့နေရာတွေကိုကြိုးပြီးတတ်မှာ stop loss take profit အတူတူပဲပေါ့နော် take profit ကို stop loss ကိုဘယ်နားမှာ stop loss ထားမလဲဆိုတော့သိချကိုစကတည်းနဲ့သိချကိုဘာလုပ်ထားမလဲဆိုဆုံးဖြတ်ထားမှာပြီးပဲလုပ်ထားမှာကြိုတင်ပြင်ဆင်ထားမှာအဲ့တော့ stop loss ဆိုတာ loss ဆိုတာဟို failure မဟုတ်ဘူးเนาะကျွန်တော်ရှုံးတာမဟုတ်ဘူးเนาะ loss ကတော့ part of the system loss ဆိုတာဥပမာဗျာဥပမာကျွန်တော်ရဲ့ data မှာဆိုဥပမာထားပါတော့ဒီမှာ
loss တွေရှိရပြန်ဒီမှာ minus မတွေ့လားဒီမှာဆိုတောက်လျှောက်ပဲဒီမှာ0ဒါ break even ပေါ့နော်minus 1 minus 2 minus 3 minus 4 minus 5 minus 6 7 8 9 10 11 12 13 14 okay 13ပြီးရင်ဒီမှာတော့အများကြီးပဲရှိတယ်ဒီမှာဆိုတောက်လျှောက်ရှုံးတာရှိတွေ့လား1 2 3 4 5 6 7ဒီမှာဆို9ခါစတိုက်ရှုံးတယ်ဒီမှာဆို73ခါစတိုက်ရှုံးတယ်အဲ့လိုရှိတယ်အဲ့လိုများတာပေါ့နော်စတိုက်များတဲ့ဟာတွေရှိတယ်ဒီမှာဆိုminus 1 minus 2 minus 3 4 5 6 7 8ဒီမှာဆို8ခါစတိုက်ရှုံးတယ်အဲ့လိုတွေရှိတယ်ဒီမိုင်းလက်တုတ်တွေလဲစောက်တောက်လျှောက်ပဲအဲ့လိုတွေကကြုံရတယ်မကြကြုံရအဲ့တော့ဘာလို့ loss တာတော့ okay ဘာလို့ loss တာဘာလို့မှမဟုတ်ဘူးအဲ့ဘာလဲ part of the system ဒါဒီ loss တွေကကျွန်တော်ရဲ့ system ရဲ့တစ်စိတ်တစ်ပိုင်းပဲအဲ့ဒါဘာလို့ loss တာလဲဒါ part of the system ပဲဘာမှအကြောင်းပြချက်ပေးနေကြလည်းမရှိဘာအကြောင်းပြချက်မှမရှိဘာကြောင့် loss တာဘာလို့လဲပြောစရာမရှိတကယ်လို့ပေါ့နော်ထားပါတော့ကျွန်တော်ထားပါတော့ဥမာကျွန်တော်ကဒီနားမှာကျွန်တော် loss သွားတယ်ကျွန်တော် loss သွားတာဘာလို့လဲဆိုတော့ဟလာဒီမှာ price လေးကဒီလိုဆင်းလာတဲ့ချိန်မှာဟလာဗာလဲ movie average ကဘလို့movie average ကဘလို့လေးဖြစ်နေလို့ဟလာအဲ့မှာဈေးကွက်ကဘလို့ဘာအကြောင်းပြချက်မှမရှိဘူးအဲ့လိုပြောနေဆိုအဲ့ဒါ for နေတာအဲ့လိုပြောနေတဲ့လူမှာ trading system မရှိလို့ပဲဘာလို့ဆိုတော့ကျွန်တော်ရှင်းလေးပဲလေကျွန်တော်ဘာလို့ loss တာလဲဘာလို့မှမဟုတ်ဘူးဘာအကြောင်းပြချက်မှမရှိဘူးဒါဒီ loss တွေ part of the system ဒီ loss တွေကြောင့်ပဲကျွန်တော်ဒီwin နေကြတာဒီလိုမှာ 16R ဝင်းတော့လား 9R တို့ 2R 4.9R ဒီမှာ 15R ဒီ win တွေကဘာလို့ရတာလဲဆိုတော့ကျွန်တော်ရဲ့အဲ့ဒီ loss တွေကြောင့်မို့ part of the system ဟောဒီမှာရှိသမျှ win တွေ loss တွေအကုန်လုံးက part of my system ကျွန်တော် system ရဲ့တစ်စိတ်တစ်ပိုင်းနေတာတွေကဘာအကြောင်းပြချက်ကြောင့်မို့ဘာကြောင့်မှရှုံးတာလည်းမဟုတ် loss တာလည်းမဟုတ်ဒါ part of the system ပဲเนาะဘာကြောင့်မှရှုံးတာမြတ်တာမဟုတ်ဘူး part of the system ဘာမှ reason ပေးစရာမရှိဘူးဘာ reason မှလည်းမရှိဘူးเนาะ okay ကွာ stop loss ကိုတခါတည်းဆုံးဖြတ်တာမှာပြီးတော့ stop loss က fix ထားလို့မရဘူး right ဥမာထားပါတော့ဆိုရဗျာတချို့ကရှိရဗျာ stop loss ဘယ်နဲ့ပစ်ထားတာလဲတို့ရှိရဒီဥမာဒီကောင်စင်းထားပါတော့ဥမာဒါစင်းstop loss မှာ 2.1 pips နော် 2.1 pips ပေါ့ဆိုပါစို့2.1 pips မဟုတ်ပါဘူး sorry 122 pips နော်ဒါဆိုနေအဲ့ဒါကြောင့် daily time frame နဲ့ကြောင့်မို့ကျွန်တော်1 minute ကိုဆင်းလိုက်မယ်5 minute ဆင်းလိုက်မယ်okay ဆိုပါစို့ဒါ5 minute time frame okay ဒါပါဒီမှာဆိုရင်7.7 pips ဆိုပါစို့ဒီမှာ 7.7 pips ကျွန်တော်ထားတယ်ဆိုပါစို့ stop loss ကိုmain bell stop loss ထားလဲ 7.7 pips ထားတယ်ဆိုပြီးလိုက်ထားလို့မရဘူးလေဘာလို့လဲဆိုတော့ပဲဒီမှာမတူတာဥမာထားပါပဲဒီမှာ pips တွေမတူဘူးဥမာထားပါတော့ NZD USD ဒီကောင် 7.7 เนาะဒီမှာထားပါတော့ဒီကောင်စဒီမှာကြည့်လိုက်ဒီ structure လေးကိုမှတ်ထားလိုက်ဒီလိုပုံစံ nature လေးမှတ်ထားเนาะဒီပုံစံကျွန်တော် nature လေးမှတ်ထားမယ်ဗျာဒီမှာဆိုရင်ဒီမှာ candle လေးရတစ်တိုင်း3တိုင်းဝန်းကျင်ပေါ့နော်3 4တိုင်းဝန်းကျင်လောက်ဒီလို structure လေးရှိတယ်အဲ့လို structure လေးမှာကျွန်တော်ဒီလို stop loss ထားကြည့်မှာ 7.3 ရှိတယ် okay အလားတူပဲကျွန်တော် NZD USD ကိုတက်ကြည့်မယ် NZD USD ရဲ့ structure နေတာ okay ဒါဆိုဆင်တူတယ်တွေ့လားမတူသေးလားမတူတော့လေဒီကောင်လေးစင်ခဏတော့အနေထားရထားတဲ့ပုံစံတိုင်းပဲကျွန်တော်ထားတာပဲ structure တူတယ်ဒါပေမဲ့ဒီကောင်လေးစင် 5.6 ဖြစ်သွားပြီဟုတ်တယ်မလားကျွန်တော်ပြောဒီမှာလေးမတူတော့သဘောတဘာဝ structure သဘောတရားလေးအတူတူပဲထားတဲ့ပုံစံဒါပေမဲ့တစ်ခုနဲ့တစ်ခု market movement market move တဲ့အကွာဝေး price move တဲ့အကွာဝေးတယ်မတူကြတာဖြစ်တယ် price မတူလေဒါကြောင့်မို့ကျွန်တော်တို့က stop loss ကို fix ထားလို့လည်းမရဘူးအဲ့လို pips နဲ့လည်းပြောလို့မရဘူးဟုတ်တယ်မလားဥမာငါကတော့ UGO 7 pips ထားတယ်ဟာဆိုပြီးတော့ကဲဆိုပါစို့နောက်တဲ့အဲ့လိုအလားတူက anti ပေါ်လာပါပြီတဲ့7 pips ထားလို့မရဘူးလေဒီမှာဆိုကျွန်တော်ဒီအခြေအနေမှာဆိုကျွန်တော်ဒီ low မှာထားမယ်ဆိုရင်7 pips ဟုတ်တော့ဆိုလိုတာเนาะ okay အဲ့တော့အားလုံးက relative ဖြစ်နေတာပေါ့နော်ဒါကြောင့်stop loss ကိုဘယ်နဲ့ပစ်ထားတယ်လဲအဲ့ဒါမေးရမယ့်မေးခွန်းမဟုတ်ဘူး okay ဒါ stop loss ပေါ့နော်နောက်တစ်ခါ risk reward ပေါ့ risk reward ratio profitable ဖြစ်ဖို့ high win rate ဖြစ်ဖို့လည်းမလိုဘူးเนาะ profitable ဖြစ်ဖို့ high win rate ဖြစ်ဖို့မလိုဘူး high ဖြစ်နေဖို့လည်းမလိုဘူးအဲ့နှစ်ခုက relative ဖြစ်နေတာ